ကဘာဦးကျမ်းခန်းကြီး၈အပိုင်းငယ်20မှ22နောဣတီလေထာဝရဘုရားအဖို့ရစ်ပလင်ကိုတည်ပြီးမှစင်ကြယ်သောသားစင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍ရစ်ပလင်ပေါ်မှမိရှုသောရစ်ကိုပူဇော်လေ၏ထာဝရဘုရားသည်လည်းမွှေးကြိုင်သောအနံ့ကိုခံယူ၍ငါသည်နောက်တဖန်လူတို့အတွက်မြေကြီးကိုမကြိမ်အကြောင်းမူကားလူတို့သည်ငယ်သောအရွယ်မှစ၍စိတ်နှလုံးအကြံစီဆိုးကြ၏ငါသည်ယခုတခါပြုပြီးတကယ်သို့အသက်ရှင်သောအရာရှိသမျှတို့ကိုနောက်တဖန်တမ်းမခတ်မြေကြီးမကုန်မီတိုင်အောင်မျိုးစေ့ကျဲရသောကာလအသီးအနှံကိုရိပ်ရသောကာလချမ်းသောကာလပူသောကာလနှွေကာလဆောင်းကာလမပြတ်ရဟုအမိန့်တော်ရှိ၏ကဘာဦးကျမ်းခန်းကြီးကိုအပိုင်းငယ်1မှ9အထိဘုရားသခင်သည်လည်းနောအေနှင့်သူ၏သားတို့ကိုကောင်းကြီးပေးတော်မူ၍သင်တို့သည်များပြားစွာမွေးဖွားလျက်မြေကြီးကိုပြည့်စေကြလောမြေတရိษံမိုးကောင်းကင်ငှက်အစရှိသောမြေပေါ်မှလှူရှားတတ်သမျှနှင့်ပင်လယ်ငါးအပေါင်းတို့သည်သင်တို့ရှင့်မှကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်ထိုတရိษံတို့ကိုသင်တို့လက်၌ငါအပ်၏အသက်ရှင်၍လှူရှားတတ်သမျှသည်အသီးအရွက်ကဲ့သို့သင်တို့စားเสียဖို့ဖြစ်ရမည်ခတ်သိမ်းသောအရာတို့ကိုသင်တို့၌ငါအပ်ပေး၏သို့တော်လည်းအသက်တည်းဟူသောအသွေးနှင့်တကွအသားကိုမစားရအကယ်၍သင်တို့အသက်တည်းဟူသောသင်တို့အသွေးကိုငါတောင်းမည်လူတရိษံအပေါင်းတို့၌ငါတောင်းမည်ခတ်သိမ်းသောလူတို့၏ညီကို၌လူ၏အသက်ကိုငါတောင်းမည်အကျဉ်သူသည်လူ၏အသွေးကိုသွန်း၏ထိုသူ၏အသွေးကိုလူလက်ဖြင့်သွင်းရမည်အကြောင်းမူကားဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏သင်တို့သည်သားကိုဖွား၍များပြားကြလော့မြေပေါ်မှအလွန်မွေးဖွား၍များပြားကြလော့ဟုမိန့်တော်မူ၏ကဘာဦးကျမ်းအခန်းကြီး9အပိုင်းငယ်17မှ19အထိသင်တို့နှင့်ငါပြုသောပရိညင်ဟုမူကားရေလွှမ်းမိုးခြင်းအဖြစ်ခတ်သိမ်းသောတတ္တဝါတို့သည်နောက်တဖန်မဆုံးရကြမြေကြီးကိုဖျက်ဆီးဖို့ရာနောက်တဖန်ရေလွှမ်းမိုးခြင်းမရှိရထိုမှတပါငါတစ်ဖက်သင်တို့နှင့်သင်တို့ထံမှအသက်ရှင်သမျှသောတိရစ္ဆာန်တို့တစ်ဖက်၌တားမြေအစဉ်အဆက်မပြတ်ငါပြုသောပရိညင်ဤလက္ခဏာတက်တည်ဟုမူကားငါဤတတ္တကိုမိုးတိမ်၌ငါထား၏ထိုတတ္တသည်မြေကြီးနှင့်ငါပြုသောပရိညင်ဤတက်တည်ဖြစ်လိမ့်မည်ငါသည်မိုးကိုအုံစေသောအခါမိုးတိမ်၌တတ္တသည်ထင်ရှားလိမ့်မည်ထိုအခါငါတစ်ဖက်သင်တို့မှစား၍အသက်ရှင်သောတတ္တဝါတိရစ္ဆာန်တို့ရှိသမျှတို့တစ်ဖက်၌ရှိသောငါ၏ပရိညင်ကိုငါအောက်မေ့သဖြင့်ခတ်သိမ်းသောတတ္တဝါတို့ကိုပျက်စီးခြင်းဟာနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းမရှိရမိုးတိမ်၌တတ္တရှိသည်ကိုငါကြည့်ရှုသဖြင့်ဘုရားသခင်နှင့်မြေကြီးပေါ်မှအသက်ရှင်သောတတ္တဝါတိရစ္ဆာန်အပေါင်းတို့ဆက်ကြားမှရှိသောထာဝရပရိညင်ကိုငါအောက်မေ့မည်ဤဒီကငါနှင့်မြေကြီးပေါ်မှရှိသမျှသောတတ္တဝါအပေါင်းတို့ဆက်ကြားမှငါအမြဲဖွင့်သောပရိညင်ဤလက္ခဏာတတ်သည်ဖြစ်သည်ဟုနောဧကိုထာဝရဘုရားမိန့်တော်မူ၏ကဘာဦးကျမ်းအခန်းကြီး7အပိုင်းငယ်1မှ9မြေကြီးသားအပေါင်းတို့သည်ဘာသာတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိကြသည်ဖြစ်၍အရှင်းမျက်နှာမှခရီးသွားသည်ဖြစ်ရှိနာပြည်၌မြေညီရာအရက်ကိုတွေ့၍နေရာချကြ၏သူတို့ကလည်းလာကြအုပ်လို့၍ခိုင်မာစွာဖုတ်ကြကုန်အပ်ဟုတယောက်ကိုတယောက်ပြောကြ၏ထိုသို့ကြောက်အရာ၌အုပ်ကို၎င်းတရွတ်အရာ၌ရေညှိတစ်မျိုးကို၎င်းရပြီးလင်လာကြမြေတစ်ပြင်လုံး၌အရရက်ကွဲပြားမိကိုစိုးရင်၍မြို့ကို၎င်းမိုးကောင်းကင်သို့မြည်ရသောရဲတိုက်ကို၎င်းဒီလုတ်သဖြင့်ကျော်စောကိတိရှိစေခြင်းဟာပြုကြကုန်အပ်ဟုပြောဆိုကြ၏ထိုသို့လူသားတို့ဒီလုတ်သောမြို့နှင့်ရဲတိုက်ကိုကြည့်ရှုခြင်းဟာထာဝရဘုရားသည်ဆင်းသက်တော်မူ၏ထာဝရဘုရားကလည်းကြည့်ရှုလော့လူတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိသည်ဖြစ်၍သူတို့သည်ဤအမှုကိုအူပြုကြ၏ယခုကြံစီသမျှတို့ကိုအစည်းအတားမရှိသူတို့ပြုကြလိမ့်မည်လာကြဆင်းသက်ကြကုန်အပ်သူတို့သည်အချင်းချင်းနားမလည်စေခြင်းဟာသူတို့စကားကိုဆုတ်ထွေးကြကုန်အပ်ဟုမိန့်တော်မူ၏ထိုသို့ထာဝရဘုရားသည်သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရက်ကွဲပြားစေတော်မူသဖြင့်
သူတို့သည်မြို့ကိုမတည်ဘဲနေကြ၏တို့ဖြစ်၍ထိုမြို့၌ထာဝရဘုရားသည်မြေကြီးသားအပေါင်းတို့၏စကားကိုရှုပ်ထွေးစေ၍သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရက်ကွဲပြားစေတော်မူသောကြောင့်ထိုမြို့သည်ဘာဗလုန်မြို့ဟူ၍တွင်တည်းကဘာဦးကျမ်းခန်းကြီး7အပိုင်းငယ်1မှ3ထာဝရဘုရားသည်လည်းအာဗြဟံကိုခေါ်တော်မူ၍သင်ဤပြည်နှင့်တကွသင်အမျိုးသားချင်းပေါက်ဖော်များထဲကထွက်ပြေးလျင်ငါပြလက်တန့်သောပြည်သို့သွားလောငါသည်သင်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်သင်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်သင်ကိုကျိန်ဆဲသောသူကိုငါကျိန်ဆဲမည်သင်အားဖြင့်လေလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ကဘာဦးကျမ်းခန်းကြီး73အပိုင်းငယ်14မှ18ထာဝရဘုရားသည်အာဗြံကိုခေါ်၍သင်ရှိသောအရပ်ကတောင်မြောက်အရှိအနောက်သို့မျှော်ကြည့်လောသင်မြင်သောမြေတစ်ပြင်လုံးကိုသင်နှင့်သင်၏အမျိုးအနွယ်အားငါသည်ကာလအစဉ်အမြဲပေးမည်သင်၏အမျိုးအနွယ်ကိုမြေမှုတ်ကဲ့သို့ငါများပြားစေမည်တို့ဖြစ်၍လူသည်မြေမှုတ်ကိုရေတွက်နိုင်တယ်သင်၏အမျိုးအနွယ်ကိုရေတွက်နိုင်ကြလိမ့်မည်သင်ထား၍မြေကိုအလျားအားဖြင့်၎င်းအနံ့အားဖြင့်၎င်းရှောက်သွားလောသင်အားငါပေးမည်ဟုမိန့်တော်မူ၏တပံအာဗြဟံတီတဲကိုပြောင်း၍ဟေဗြုန်မြို့မန်ရေတပိတောသို့ရောက်မှနေရာကျ၍ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည်လေ၏